ကျမအခုသွားနေတဲ့ဘွဲခမ်းမကြီးကတော့ကျမရဲ့စူးစမ်းမှုတွေနဲ့အတူကျမတို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ပေးမဲ့ဘွဲနေသမေခမ်းမကြီးပဲဖြစ်ပါတယ်ရှင်